ဆရာနာရှင်စနစ်ကိုတည်မြဲခြင်းသူတို့လုံးမဲ့နီလန်ဒီကျွန်တော်တို့ကိုဖြိုခွဲမယ်ကျွန်တော်တို့တွေခဏတော့ပတ်စံမရှိအောင်လုပ်မယ်လက်နဲ့အင်အားမရအောင်လုပ်မယ် မင်္ဂလာပါຫນွေမြန်မာနယူရှင်နေမှာကြိုးဆိုပါတယ်ຫນွေမြန်မာနယူရှင်နေဟာဆိုရင်နေ့စဉ်ຫນွေဥတော်လည်းနဲ့ပတ်သက်တဲ့သတင်းတူသတင်းကောက်တွေကိုတင်ဆက်ပေးနေတာမို့ຫນွေမြန်မာနယူရှင်နေကိုစခိုက်လုပ်ပေးပြီးအသေးဒီနိုင်တရအောင်ဘေးနာကနူဒီခေါ်လာလေးကိုပါအနှိပ်ပေးခဲ့ပါနော်ကြည့်ရှုသူများကိုအထူးပဲကျေးဇူးတင်ပါတယ်စီလုံးညူမရအောင်လုပ်မယ်အဲ့တော့သူတို့ကသူတို့လုပ်လို့မရရင်တရုတ်အာကိုနဲ့လုပ်မယ်ကျွန်တော်တို့ကကန်ဆိုးတာကတရုတ်နဲ့အိန္ဒိယချင်းဖြစ်နေတယ်မြန်မာနိုင်ငံရဲ့စီးပွားရေးကလည်းတရုတ်နယ်စပ်စီးပွားရေးကိုအများကြီးမိခိုနေတယ်မြန်မာပြည်ကကုန်ချမ်းတွေကနည်းပညာတွေအားလုံးတရုတ်ကိုမိခိုနေရတယ်မြန်မာပြည်ကလက်နက်တွေအားလုံးကအစားတရုတ်ကိုမိခိုနေရတာဖြစ်တဲ့အတွေ့အကြုံတရုတ်ရဲ့ကစားကွက်ထဲမှာကျွန်တော်တို့ကမလူးတာမလွန့်တာအနေထားနဲ့နှစ်ဖက်လုံးကတရုတ်ကကင်ထားတာဒေါ်လာကြီးဘက်ကိုလည်းတရုတ်ကကင်ထားတယ်ဟိုဘက်လည်းကင်ထားတယ်အဲ့လိုပုံစံနဲ့ကျွန်တော်တို့ကသွားနေတဲ့အချိန်မှာအမေရိကန်နဲ့အနောက်နိုင်ငံများကတော့ထဲထဲဝင်အခုထိပါလာတာမချရတဲ့အခါမှာဒီအနေအထားတစ်ခုကနေပြီးတော့ကျွန်တော်တို့ဒီဆက်လက်ပြီးရုန်းကန်ဖို့ကလွယ်ရင်ဘာနီလန်မှမရှိဘူးဒါကြောင့်ဒီနေ့ຫນွေဦးတော်လိုင်းရေးဟိုဆီယနာရှင်ကဒါ fair play ရပေါ့နော်နှင်းနှင်းလိုက်နိုင်ရင်မြန်မာနိုင်ငံဒီရာသက်ပံစစ်ကြုံဘဝကိုရောက်ပြီပဲအဲ့တော့အမေရိကန်နဲ့အနောက်နိုင်ငံများအထူးသဖြင့်အမေရိကန်ကမြန်မာပြည်ကိုဗင်နီဇွဲလားသမ္မတကဲ့သို့မင်းအောင်လှိုင်ကိုလက်ဖမ်းဖို့ဆိုတဲ့ chance ကမဖြစ်နိုင်သလောက်အားတယ်မဖြစ်နိုင်ဘူး။ဘာကြောင့်လဲမြန်မာနိုင်ငံမှာအမေရိကန်မက်လောက်เสียရေနံတိုက်မရှိဘူး။မြန်မာနိုင်ငံမှာအမေရိကန်မက်လောက်เสียမြေရှားသတ္တုတိုက်လည်းမရှိဘူး။မြန်မာနိုင်ငံမှာအမေရိကန်မက်လောက်เสียစိန်တွင်းလည်းမရှိဘူး။ရွှေတွင်းလည်းမရှိဘူး။နော်ရှိနေတဲ့ဗဒမြားတွင်းပါညာဆိုတာကဒါအီလွန်မတ်စ်ရဲ့ချမ်းသာမှုနဲ့နိုင်ရှင်လိုက်ဘာမှမရှိဘူး။တော့ဗမာပြည်မှာမက်လောက်เสียနီးပညာလည်းမရှိဘူး။အဲ့ဒါအပြင်မြန်မာပြည်ဟာတရုတ်ရဲ့လက်ဦးမှုနဲ့တရုတ်ရဲ့လွှမ်းမိုးမှုနဲ့တရုတ်ရဲ့ပြည်တွင်းမှာရှိနေကြတော့တရုတ်လူလာတော့တရုတ်ရဲ့စပိုင်လို့ခေါ်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ဒီမြန်မာစီးပွားရေးတစ်ခုလုံးကိုလက်ဝက်ကြီးအုပ်ထားတဲ့တရုတ်နွယ်ဘွားတွေအမြောက်အများလက်ဦးမှုရလာပြီးဖြစ်တာဖြစ်တဲ့အတွက်မြန်မာနိုင်ငံကိုအမေရိကန်ဝင်ဖို့ဆိုတာမဖြစ်သလောက်မဖြစ်နိုင်ဘူးများတယ်ပြောချင်တာကကျွန်တော်တို့ force hold တွေမပေးလို့မရဘူးအမေရိကန်မလာဘူးသိကြတယ်ဘယ်တော့မှမလာဘူးမရောက်လာဘူးလက်ဖမ်းမှုဆိုတာဘလို့မှမဖြစ်နိုင်ဘူးတခုပဲလုံနိုင်တာကကျွန်တော်တို့ကအင်အားကြီးတယ်ကျွန်တော်တို့ကမရောက်လာကိုနိုင်အောင်ပြန်တိုက်နိုင်တယ်ဆိုတော့အမေရိကန်ကကျွန်တော်တို့ကိုအနောက်ကိုရကနေအားပေးပြီးမယ်ကုလသမဂ္ဂမှာဝိုင်းပြောပြီးမယ်လောက်ပဲရှိတယ်ဒါတော့ကျွန်တော်တို့ခြေလမ်းမှားတာနဲ့အဲ့ဒီကနတော့ policy ကိုအရန်စကားပြောတဲ့အနောက်နိုင်ငံတွေကကျွန်တော်တို့ခြေလမ်းမှားတာနဲ့ကျွန်တော်တို့ကိုအကြမ်းဖက်အဖွဲ့လို့ကြီးညာမှာသူတို့ကလက်နှေးမှာမဟုတ်ဘူးကျွန်တော်တို့မြန်မာနိုင်ငံပြည်သူတွေဒီမိုကရေစီရတာမရတာသူတို့ကြည့်မဆိုင်ဘူးအနောက်နိုင်ငံများကိုကျွန်တော်တို့သတိထားမှာတခုကအနောက်နိုင်ငံများဒီနိုင်ငံတနိုင်ငံကိုပြောင်းလဲဖို့အတွက်သိစိတ်ဝင်စားတာမဟုတ်ဘူးမြန်မာနိုင်ငံလွတ်မြောက်တာမလွတ်မြောက်တာကသူတို့တာဝန်ရလုပ်နေတာဟိုဒီမို့ဗဇက်နဲ့ပြောနေတာပဲရှိတယ်တကယ်လို့ကျွန်တော်တို့ကခြေလွန်လက်လွန်ခြေလန်းမှားလို့ကျွန်တော်တို့ကသူတို့ policy နဲ့မကိုက်တဲ့အကြမ်းဖက်အဖွဲ့အစည်းဖြစ်တော့သူတို့မြင်သွားပြီးအကြမ်းဖက်အဖွဲ့အစည်းကိုကြီးညာဖို့ဘယ်တော့မှလက်နေမှာမဟုတ်ဘူးအဲ့လိုငါတို့ကြီးညာလိုက်တော့မြန်မာနိုင်ငံမှာဒီမိုကရေစီအားနည်းသွားမယ်အာဏာရှင်တွေကိုတိုက်လို့ရမှာမဟုတ်ဘူးမြန်မာပြည်သူတွေဒုက္ခရောက်ရမယ်ဆိုထည့်စဉ်းစားမှာမဟုတ်ဘူးပြောချင်တာကစစ်အာဏာရှင်ကိုတော့သူတို့ဘယ်တော့မှအကြမ်းဖက်လို့မကြီးညာဘူးယနေ့ထိအနောက်နိုင်ငံများသည်မင်းအောင်လှိုင်အစိုးရကိုအကြမ်းဖက်အဖွဲ့အစည်းဖြစ်ယနေ့ထိမကြီးညာသေးဘူးမကြီးညာသေးတာဖြစ်တဲ့အတွက်သူတို့တိုင်ယုံတမန်ယုံတွေသွားနေရတာတေချာသတိထားကြည့်ပါအဲ့တော့သူတို့ဒီအကြမ်းဖက်ဖွဲ့လို့ဘယ်တော့မှအဲ့တော့တရုတ်ကလည်းသူတို့အကြမ်းဖက်လို့မကြီးညာဘူးဒါပေမဲ့တကယ်တမ်းကစစ်အာဏာရှင်တွေကအကြမ်းဖက်နေတာနော်သူတို့ဒီ hypocrisy လို့ခေါ်တဲ့ကြောင်သူတော်များဖြစ်တယ်ဆိုတော့ကျွန်တော်တို့မမေ့ဖို့လိုအပ်တယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့အင်အားနည်းတဲ့လက်နက်ကင်တွေ PDF တွေတိုင်းသားလက်နက်ကင်တွေကိုအချိန်မရွေးအကြမ်းဖက်အဖြစ်ဖြစ်ကြီးညာဖို့သူတို့လက်တော့မှာမဟုတ်ဘူးအဲ့ဒါအနောက်နိုင်ငံပဲအမေရိကန်အပါဝင်အရန်သတိထားအဲ့တော့ကျွန်တော်တို့ဟာနှစ်ဖက်ဓားသွားပေါ်မှာလမ်းလျှောက်နေတာအဲ့တော့အဲ့လိုအနေထားကနေကျွန်တော်တို့ရဲ့ PDF တွေ NUG တွေလက်နက်ကင်တွေကိုအမြဲတမ်းတိုက်တော်နေတာအကြမ်းဖက်အလုပ်တွေကိုမအားပေးနဲ့မပြောက်ပေးနဲ့မပြောနဲ့နော်တရားဝင်ဝန်မခံနဲ့ဒါမျိုးတွေကိုသတိထားပါအနောက်နိုင်ငံများကကျွန်တော်တို့ကိုအာမပေးတာကျွန်တော်တို့ကိုမထောက်ခံတာကျွန်တော်တို့ကိုပျက်စီးကြောင်းလုပ်ဖို့အကြမ်းဖက်အဖွဲ့ကြီးညာဖို့အတွက်သူတို့လက်လင်းနေမှာမဟုတ်ဘူးသူတို့ဒီမင်းအောင်လှိုင်စစ်အစိုးရဒီလောက်စစ်ရာဇဝမှုတွေကျူးလွန်နေတာကိုဒါဒီ state terrorism လို့ခေါ်တဲ့အကြမ်းဖက်အဖွဲ့အစည်းဖြစ်တယ်
အဲ့လိုကြီးညာလိုက်ရင်တို့မြန်မာနိုင်ငံကနေတန်ရေးတမန်ကြီးဖြတ်ပြီးထွက်ရမှာတို့အဲ့လိုလည်းမလုပ်နိုင်ပြန်ဘူးအဲ့တော့အဲ့ဒါကိုကျွန်တော်တို့ကလက်ရှိအနေအထားကိုအထူးသတိထားဖို့လိုအပ်တယ်အဲ့တော့အဲ့လိုဓာသွားနှစ်ဖက်ပေါ်မှာကျွန်တော်တို့ကလမ်းလျှောက်နေရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒေါ်လာရေးသည်အလွန်အမတန်ခက်နဲ့ရုန်းကန်ရမှာသို့တော့ကျွန်တော်တို့မှာ no choice ပဲအဲ့ဒါမှကျွန်တော်တို့မရုန်းကန်ဘူးကိုအားကိုမကိုဘူးဆိုရင်ကျွန်တော်တို့ဒီရာသက်ပံစစ်အာဏာရှင်စနစ်အောက်ကိုကြာမှာဘာကြောင့်လဲကျွန်တော်တို့ဒီအိန္ဒိယချင်းတရုတ်နိုင်ငံနဲ့နီးနေတာဖြစ်တဲ့အတွက်တရုတ် policy မပြောင်းမချင်းတရုတ်နိုင်ငံရဲ့နိုင်ငံရေးစနစ်မပြောင်းမချင်းကျွန်တော်တို့ဒီရာသက်ပံတရုတ်ကျွန်နဲ့ဒီအာဏာရှင်ကျွန်ကိုစစ်ကျွန်ဘဝကိုရောက်တော့မှာဖြစ်တယ်အဲ့တော့အဲ့လိုရောက်ဖို့အတွက်ဗင်နီဇွဲလားကဲ့သို့အမေရိကန်ကလာသိမ်းပေးမယ်လာဖမ်းပေးမယ်ဆိုတာစိတ်ကူးမရင်ပါနဲ့မဖြစ်နိုင်ပါဘူး။ဘာလို့မြန်မာနိုင်ငံမှာမက်လောက်စရာဘာမှမရှိဘူး။ဒါအရှိတရားပဲ။ကိုအရန်ပြင်ပြီးတော့မြန်မာနိုင်ငံတန်ဇာတာပေါ်တယ်ဘာညာဘလောက်ပဲကျွန်တော်တို့ပြောအဲ့ဒီတန်ဇာတာလောက်ဟာအီလွန်မတ်လောက်တော့ချမ်းသာတာမဟုတ်ဘူး။တော့ဒီကမ္ဘာနိုင်ငံတွေရဲ့ဒီကဲမဟာဗျူဟာဖြစ်တဲ့ရေနံကျွန်တော်တို့မှာအလုံးတော့မရှိဘူး။ကျွန်တော်နိုင်ငံရေနံတော့ဝယ်သုံးနေရတာ။ဒီလူတွေစင်တဲ့ဒီဗဒမြားတွေကြောက်စိမ့်နေတာဘယ်သူမှစိတ်ဝင်စားဘူးသူတို့စိတ်ဝင်စားတာမြေရှားတတုစိတ်ဝင်စားတယ်နီးပညာစိတ်ဝင်စားတယ်နော်တော့မြန်မာနိုင်ငံမှာတီထွင်ထားတဲ့ပစ္စည်းတွေဟိုမှာထိုင်ဝမ်ကိုသူတို့စိတ်ဝင်စားထိုင်ဝမ်ချစ်ပြားတွေထုတ်တယ်မြန်မာနိုင်ငံမှာဘာစက်ယုံမှမထွက်ဘူးမြန်မာနိုင်ငံမှာအတူတစ်ချောင်းတော့ထွက်တဲ့နိုင်ငံမဟုတ်ဘူးအဲ့တော့ဘာပစ္စည်းမှလည်းထုတ်လုပ်ထားတာမရှိဘာမှလည်းမက်စရာမရှိဘူးပေါ့သူတို့အနောက်နိုင်ငံဘက်ကစဉ်းစားရင်စီးပွားရေးအခွင့်အလမ်းအနေနဲ့ကလေမြန်မာနိုင်ငံကတရုတ်နဲ့အိန္ဒိယကြားမှာကျွန်တော်တို့ကမဟာဗျူဟာကြတယ်ဘာညာအဲ့လောက်တည်းဘယ်သူမှစိတ်ဝင်စားဘူးပြောချင်တာကတရုတ်ကိုသူတို့ပြေလည်အောင်ပေါင်းလိုက်မယ်အိန္ဒိယကိုပြေလည်ပေါင်းလိုက်ရင်မြန်မာလည်းပြေမလို့ဘူးအဲ့တော့သူတို့ရင်းနှီးမြှုပ်နှံမှုကလည်းအိန္ဒိယမှာလည်းသူတို့လုပ်ထားတယ်တရုတ်မှာလည်းအများကြီးလုပ်ထားပြီးသားကျွန်တော်တို့တခုသတိမေ့နေတာကအမေရိကန်ဒီမြန်မာနိုင်ငံကိုရင်းနှီးမြှုပ်နှံမှုတွေမလိုအပ်ဘူးအမေရိကန်ကုမ္ပဏီအားလုံးနော်ဥရောပနိုင်ငံကုမ္ပဏီတရုတ်နိုင်ငံမှာအကုန်ရင်းနှီးမြှုပ်နှံထားတာဒုနေကောင်းမဲ့အမေရိကန်ဒီမြန်မာနိုင်ငံမလိုအပ်ဘူးဘာဖြစ်လို့လဲသူ့ရဲ့ရင်းနှီးမြှုပ်နှံမှုများအားလုံးဒီအိန္ဒိယမှာရင်းနှီးမြှုပ်နှံထားတာတချို့ကဒါကိုမစားရဝခံမဲ့မြန်မာနိုင်ငံကမဟာဗျူဟာကြတယ်မြန်မာနိုင်ငံကိုထိန်းထားလိုက်ရင်အိန္ဒိယတို့ဘယ်လိုမှပြောအဲ့ဒါကစိတ်ကူးရင်ပြောနေတာအဲ့ဒီအနောက်နိုင်ငံစီးပွားရေးသမားတွေအားလုံးဒီအဲ့ဒီကျွန်တော်တို့ပြောနေတဲ့အိန္ဒိယနိုင်ငံနဲ့တရုတ်နိုင်ငံမှာအကုန်လုံးရင်းနှီးမြှုပ်နှံထားပြီးသားအကြီးကျယ်လုပ်ငန်းရှိပြီးသားမြန်မာနိုင်ငံရှိခြင်းမရှိခြင်းသူတို့တည်းဘာမှမဖြစ်ဘူးအဲ့တော့အဲ့ဒီအပြောင်းလဲတွေဂျားတဲ့ကနေကျွန်တော်တို့ဒီຫນွေဦးတန်လန်ရေးကကဲရှိနေတယ် NUG နေရာမှာဘယ်သူပဲဥဆောင်ဒီပြဿနာတက်ကိုတက်မှာဒါဒီအရှိတရားအဲ့ဒါကိုကျွန်တော်တို့က NUG ရဲ့ခေါင်းဆောင်တွေကပေးထားချက်လို့ပြောတာအဲ့ဒါကျွန်တော်တို့ရဲ့ပေးထားချက်ပဲအဲ့ဒီအရှိတရားကနေကျွန်တော်တို့ကရင်ဆိုင်နေရတာဖြစ်တယ်အဲ့တော့အဲ့လိုရင်ဆိုင်နေရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကိုယ့်အကိုမှရမယ်မြန်မာနိုင်ငံနဲ့ဗင်နီဇွဲလားဖြစ်စဉ်တွေအရန်တူတယ်ဒါပေမဲ့ဗင်နီဇွဲလားရဲ့ပထဝီအနေထားဗင်နီဇွဲလားမှာရှိနေတဲ့ရေနံအဲ့ဒါတွေနဲ့မြန်မာနိုင်ငံနဲ့မတူပါဘူးမြန်မာနိုင်ငံမှာရေနံတိုက်လည်းမရှိပါဘူးသူတို့ပြောနေတဲ့ gas တိုက်လည်းဒါအမြောက်များမထွက်ပါဘူးအဲ့တော့ဘယ်လိုပြောမလဲအိန္ဒိယချင်းနိုင်ငံတွေကိုမီးပေးုံလောက်မြန်မာပြည်မှာ$1 billion လောက်ရောင်းတာ$1 billionကနိုင်ငံတနိုင်ငံအတွက်ဒါ ဒီ Elon Musk တို့မဟုတ်ဖို့လောက်ရှိတာဘာမှအသုံးဝင်တာမဟုတ်ဘူးဗင်နီဇွဲလားကတနေ့ကိုရေနံဒီရေနံစီ3 သန်းလောက်ထုတ်နိုင်တာကမ္ဘာမှာအကြီးမားဆုံးရေနံသိက်ကိုပိုင်ထားတာဆော်ဒီအာရေဗျနဲ့ကြီးတဲ့ရေနံတိုက်ကြီးရှိနေတာနော်ရေနံလက်တကယ်ထုတ်နိုင်တာပြောချင်တာကဗင်နီဇွဲလားကရေနံဟာကမ္ဘာစီးပွားရေးတစ်ခုလုံးအမေရိကန်ရဲ့စီးပွားရေးတစ်ခုလုံးတရုတ်နိုင်ငံစီးပွားရေးတစ်ခုလုံးကိုပြောင်းလဲသွားစေနိုင်တယ်ဒါကြောင့်လေတရုတ်နိုင်ငံကအဲ့လိုနိုင်ငံကြီးတွေကိုလိုက်ထိန်းနေတာအဲ့တော့အဲ့လိုဒီသူတို့အင်အားကြီးနိုင်ငံနှစ်ခုရဲ့ကစားပွဲထဲမှာမြန်မာနိုင်ငံမပါသေးဘူးတခုပဲပြောစရာရှိတယ်ကြားဖြတ်လုပ်ငန်းကြီးပေါ်လာတယ်အဲ့တော့ကျွန်တော်တို့ကမကောင်းတဲ့ဘက်ကစဉ်းစားရင်မြန်မာပြည်မှာတနိုင်ငံလုံးကြားဖြတ်ဖြစ်အောင်ပဲမြှောက်ပေးရမလို့ပဲတနိုင်ငံလုံးကြားဖြတ်ဖြစ်ပြီးတော့အနောက်တကဘာတစ်ခုလုံးတရုတ်အပြေအပါဝင်ဝိုင်းလိမ်မှသာလေတကဘာလုံးကကြားဖြတ်ကိုအကြောင်းပြပြီးမင်းအောင်လိုင်ကိုလာဖမ်းမှာအဲ့တော့မူရည်စေဝါကိစ္စအထူးနည်း၎င်းပဲအဲ့တော့ကျွန်တော်တို့ဒီပထဝီနေထားရတော့၎င်းကဘာကြီးဖြစ်ပျက်နေတဲ့အခင်းချင်းများရတော့၎င်းကဘာကြီးဒီကနတော့ကပြောတဲ့ဒီဒီမိုကရေစီစနစ်ရဲ့အထွတ်ထိပ်ကိုရောက်သွားပြီဒီမိုကရေစီစနစ်ရဲ့အထွတ်ထိပ်ကနေပြီးတော့ကဘာအခင်းချင်းကနေအကျိုးရှိတာတွေရှိတယ်အကျိုးမရှိတာတွေရှိလာကြပြီအဲ့ဒီထဲမှာအဲ့ဒီကဘာအခင်းချင်းကုလသမဂ္ဂကဘာ international law ICC law အဲ့ဒီအကြောင်းပြချက်တွေကိုဒီနိုင်ငံတကာရဲ့အချုပ်ချာအာဏာနော်နိုင်ငံတကာရဲ့လွတ်လပ်မှုကိုဒီဘယ်လိုပြောမလဲဒီအကာအကွယ်ယူပြီးတော့တရုတ်ရဲ့ကြီးပွားတိုးတက်လာမှုကိုတားဖို့အတွက်
Trump ကဲ့သို့သော Trumpism လို့ခေါ်တဲ့ Trump ရဲ့ idea mega idea တွေနဲ့ကဘာကြီးစီပြောင်းလဲဖို့စနစ်တစ်ခုကိုပြောင်းလဲဖို့တာဆူနေပြီအဲ့ဒီထဲမှာကနတော့ကသူတို့ဖန်တီးလိုက်တဲ့စစ်ပွဲတွေရောဒီအာနာရှင်နိုင်ငံတွေကနေပြီးတော့လွင့်ထွက်လာတဲ့ဒီအာနာရှင်တွေကwin-win situation သူတို့လည်းအာနာရတယ်သူတို့ကိုအနောက်ချက်ပေးတဲ့လူလည်းမောင်းထုတ်လိုက်ပြီးအဲ့ဒီလူတွေကကနတော့ကအမေရိကန်ပါဝင်အနောက်နိုင်ငံများကိုဝန်တော့ဝန်သက်ဖြစ်စေတာအဲ့တော့တရုတ်နိုင်ငံတွေအကုန်လုံးအကျိုးရှိတယ်မြန်မာပြည်ကလူတွေများများအမေရိကရောက်သွားတယ်ဥရောပရောက်သွားရင်တရုတ်ကလက်ခုပ်တီးမှာအဲ့ဒါမှဒီနိုင်ငံတွေဒုက္ခရောက်မှာဘာလာတဲ့လူတွေအားလုံးကျွေးရတော့မှာဒီလူတွေကလည်းထိုင်စားရတော့မှာအဲ့ဒါမျိုးတွေဖြစ်တယ်အဲ့ဒီအပြောင်းလဲကြီးဟာတကဘာလုံးကမြင်နေပြီအဲ့ဒီထဲမှာဝမ်းနည်းစရာထက်ကောင်းတာကဒီအနောက်နိုင်ငံရောက်နေကြတဲ့အဲ့ဒီနိုင်ငံသားတွေလွတ်တော်ကိုယ်စားလှယ်တွေဖြစ်လာရင်လေတိုက်ပြည်အကျိုးစီးပွားကိုပြောတာတဲ့သူတို့ရဲ့အရေးတွေနော်သူတို့အဲ့ဒီပါလက်စတိုင်းအရေးတွေလူမျိုးရေးတွေဘာသာရေးတွေအရန်ပြောနေကြတာအဲ့ဒါကိုလေအနောက်နိုင်ငံများမှာရှိတဲ့ဒီလက်ရနိုင်ငံရေးသမားတွေဒီမူရင်းနိုင်ငံရေးသမားတွေလို့ခေါ်တယ်လူဖြူနိုင်ငံရေးသမားတွေပြည်သူတွေကစိတ်ပြက်ကုန်ကြပြီနော်အဲ့လိုစိတ်ပြက်မှုနဲ့အတူတရုတ်နိုင်ငံရဲ့တိုးတက်လာမှုတွေအရှေ့လယ်ပိုင်းနိုင်ငံများရဲ့ဒါလမ်းဖွင့်လာမှုတွေအားလုံးနဲ့နောက်ဆုံးအဲ့ဒီဥရောပနိုင်ငံများအမေရိကန်တို့ကအစ UK ပါဝင်အရှေ့လယ်ပိုင်းနိုင်ငံနဲ့အာရှနိုင်ငံတွေကိုရင်းနှီးမြှုပ်နှံမှုတွေထွက်ပြေးကြတယ်။ဘာကြောင့်လဲဒီနိုင်ငံမှာအခွန်တွေတိုးကောက်တယ်။အခွန်တွေတိုးကောက်လာတဲ့ခါကျတော့ဒီနိုင်ငံမှာရှိနေကြတဲ့ပြည်သူတွေကအိမ်တစ်လုံးကနေနှလုံးဝယ်မယ်သုံးလုံးဝယ်မယ်ခါကျတော့ဒီအိမ်ခွန်မော့ stamp duty လို့ခေါ်တဲ့ဒီရောင်းဝယ်ခွန်ကိုမပေးကျင်ကြဘူး။မပေးကျင်ကြတဲ့ခါကျတော့ခဏတော့သူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုခဏတော့အခွန်လွတ်ဖြစ်တဲ့အာရှနိုင်ငံတွေဘန်ကောက်တို့မလေးရှားတို့အခုဆိုရင်တော့ဒူဘိုင်းတို့ကာတာတို့ပြေးပြီးဝယ်ကြတယ်။အဲ့နိုင်ငံတွေကလည်းအဲ့ဒီအနောက်နိုင်ငံကချမ်းသာတဲ့လူတွေသူတို့နိုင်ငံမှာအဲ့လိုမျိုးရောက်လာဖို့တော့ဆွဲတာပေါ့အဲ့ဒါမျိုးတွေနဲ့ဒီအနောက်နိုင်ငံများကပိုပြီးစီးပွားရေးတွေကျုပ်လာတယ်သူ့နိုင်ငံထွက်ပြေးခြင်းနဲ့ပတ်စံရှိတဲ့လူဒန်းစားတွေပေါ့ဗျာများလာတယ်အဲ့တော့အဲ့ဒီစနစ်ကြီးကိုပြင်ဖို့အတွက်ကဘာကြီးကတာဆူနေပြီ21ရာစုမှာ20ရာစုအစပိုင်းလို့ပေါ့20ရာစုအစပိုင်းကစစ်ပွဲတွေနဲ့ဥတည်တယ်20ရာစုအလယ်မှာစစ်ပွဲတွေပြီးသွားတယ်အခု21ရာစုအစပိုင်း1920ပတ်ဝန်းကျင်ကအခု2020မှာဖြစ်နေပြီ1920မှာပထမကမ္ဘာစစ်စာစုတယ်စနစ်ပြောင်းတော်လှန်ရေးစတယ်အရေးရှင်စီးပွားရေးစနစ်ကနေတော့အရေးရှင်ဒီမိုကရေစီဘူဇွာတော်လှန်ရေးကနေပြီးတော့ဒီမိုကရေစီနဲ့ကွန်မြူနစ်ဖြစ်တယ်အခုအနှစ်တရာကြာတဲ့အခါမှာ2020စောစောမှာကြာတော့အဲ့ဒီဒီမိုကရေစီကနေအာဏာရှင်တရုတ်တို့ရဲ့အာဏာရှင်စီးပွားရေးဈေးကွက်ကြီးပြန်ပြီးတော့အားပြိုင်မှုထပ်ဖြစ်တဲ့အနေအထားကိုရောက်နေပြီအဲ့ဒီကြားထဲမှာအဲ့ဒီတော်လှန်ရေးဖြစ်စဉ်ထဲမှာမြန်မာနိုင်ငံလည်းပြောင်းလဲမှုထဲမှာပါတယ်မြန်မာနိုင်ငံအာဏာရှင်စနစ်အောက်ထဲမှာရှိနေတာအဲ့တော့အဲ့ဒီပြိုင်ဆိုင်မှုအောက်ထဲကနေကျွန်တော်တို့ဒီတကယ်တမ်းရုန်းကန်ကြရအောင်မယ်အများကြီးရုန်းကန်ဖို့လိုတယ်အဲ့တော့ကျွန်တော်တို့မှာကျွန်တော်ပြောနေတဲ့ money ပတ်စံအင်အားစီးလုံးညီညွတ်ဒီ၃ခုသာကျွန်တော်တို့မရှိဘူးဆိုရင်ကျွန်တော်တို့ဒီခက်ခဲနဲ့အလွန်အတန်တာရှည်သောတော်လန်ရေးခီးချမ်းကြီးကိုဆက်လက်ပြီးရှောက်လန်းရလိမ့်မယ်ဆိုတာကိုဒီနေ့ဖြစ်ပျက်နေတဲ့ကမ္ဘာအနေအထားများ force out တွေဖြစ်ပြီးအမေရိကန်ကမင်းအောင်လှိုင်ကိုလာဖမ်းမယ်ဆိုတဲ့စိတ်ကူးရင်မှုတွေမဖြစ်ရလေအောင်ကျွန်တော်ကတင်ပြပေးလိုက်ရပါတယ်ဒါဟာကျွန်တော်ရဲ့တူဦးဒီတော့သုံးသက်ချက်ဖြစ်ပါတယ်ပန်းမယ်မှားမယ်လို့ကျွန်တော်ကမဆိုလိုပါဘူးအားလုံးမင်္ဂလာပါကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့အားလုံးမင်္ဂလာပါအားလုံးမင်္ဂလာပါကျွန်တော်လည်းအားကြတာပေါ့ဗျာနော်ကျွန်တော်လည်း Trump ကမင်းအောင်လှိုင်ကိုလက်ဖမ်းတာကိုလိုချင်တာပေါ့တကယ်လည်းသဘောတူပါတယ်လက်ဖမ်းဖို့လည်းသဘောတူပါတယ်ဒါမဲ့အရှိအနေထားပဲ
ကျွန်တော်တို့လည်းနိုင်ကျင်တာပေါ့ချက်ချင်းနိုင်ကျင်တာပေါ့ဗီနီဇွဲလားပြည်သူတွေဆိုတကဘာလုံးမှာရောက်နေတဲ့ဗီနီဇွဲလားပြည်သူတွေပျော်လိုက်တာမပြောနဲ့တော့ကျွန်တော်တို့လည်းပြောကျင်တာပေါ့ဒါပေမဲ့ကိုဖြစ်ချင်တာကိုပြောချင်တာတသက်အရှိတရားနဲ့အမှန်တရားတသက်ပါအားလုံးမင်္ဂလာပါကျေးဇူးများတင်ပါတယ်ဟုတ်ပါတယ်ကျွန်တော်နိုင်ရှိစင်ရမှာအလုပ်သွားမှာအဲ့တော့ energy မှာလက်နဲ့ဆက်ယုံရှိသလားမရှိဘူးလားဆိုတော့တို့ကြီးညာမှာပေါ့ဗျာနော်တေချာတခုကတော့ဝါမှာလက်နဲ့ဆက်ယုံရှိတယ်လို့တော့ပြောတယ်ဗျာကျွန်တော်လည်းမသိအဲ့တော့ဗီနီဇွဲလားစစ်တပ်ကတော့သူတို့ကတော့လက်ရှိသမ္မတကိုကာကွယ်မှာဘာညာသူတို့ပဲအတန်ထွက်တာပေါ့ဗျာအမေတော်ဆန်းစုကြည်လွတ်မြောက်လာရင်တော့သူ့ရဲ့သားမက်ဆာကင်ကအရန်ပြောမှာပါအဲ့ဒါတော့သိကြတယ်နော်ဒေါ်ဆန်းစုကြည်လွတ်မြောက်လာရင်ပြည်သူတွေလည်းပြောမယ်သူအဓိကတော့သူ့သားအရန်ပြောမှာပါအဲ့တော့ကျွန်တော်တို့ကအာဏာရှင်တွေကိုဖယ်ရှားပေးတဲ့လို့ရဲကန်ရဲတော့သမ္မတဒေါ်နယ်ထရန့်ဆိုပြီးတော့အားပေးကြမဲ့လူတော့ကဘာမှမအများကြီးရှိပါတယ်အထူးသဖြင့်အာဏာရှင်နိုင်ငံမှာခံနေရတဲ့ပြည်သူတွေကတော့သမ္မတဒေါ်နယ်ထရန့်ကိုအားပေးမှအားပေးကြပဲဒါပေမဲ့အမေရိကန်နိုင်ငံကြီးနဲ့ဒီ rule of law ကိုပြောကြတဲ့ international ဥပဒေကိုပြောကြတဲ့လူတွေကတော့သမ္မတဒေါ်နယ်ထရန့်ရဲ့လုပ်ရက်ကိုကန့်ကွက်မယ်အဲ့ထက်မှာ Democrat တွေထိတ်ဆုံးကပါမယ်အဲ့ဒါနိုင်ငံရေးပဲလေဘယ်သူမှန်လဲဘယ်သူမှားလဲဆိုတာသမိုင်းကဆုံးဖြတ်ပြီးသွားမှာပေါ့ဒါပေမဲ့အဲ့လိုမျိုးကျွန်တော်တို့ဒီမိုကရေစီနိုင်ငံတွေကွဲနေတာကိုအခွင့်ကောင်းယူပြီးတရုတ်ကတကမ္ဘာလုံးကိုချဲ့လဲနေတာအဲ့ဒါလည်းအရှိတရားပဲဒီနေရာမှာကျွန်တော်တရုတ်နိုင်ငံကိုလုံးဝအပြစ်မပြောပါဘူးသူလည်းသူ့လုပ်ရသူလုပ်တာပဲလေနော်ကျွန်တော်တို့ခံတဲ့လူကခံတာအဲ့တော့တရုတ်နိုင်ငံဘက်ကကြည့်ရင်တရုတ်နိုင်ငံအောင်မြင်တာပဲတိုးတက်တာပဲစံပြုတ်တော့တဲ့ဘဝကနေဒီအစစ်ဒီကမ္ဘာအကောင်းဆုံးဖြစ်အောင်သူတို့တရုတ်ကွန်မြူနတီပါတီကဥဆောင်ပေးလိုက်နိုင်တာပဲဒါပေမဲ့မင်းအောင်လှိုင်တို့ကကြတော့ဒီတန်းရွှေတို့အုပ်စုကကြတော့ပြည်သူကိုအဲ့လိုမျိုးတရုတ်နိုင်ငံကလို့အောင်မြင်မှုမပေးနိုင်ခဲ့ဘူးသူတို့ကြီးပဲကြီးပွားချမ်းလိုက်တိုက်ပြီးဆင်းရဲဆုတ်ပြတ်သွားတယ်တရုတ်ကွန်မြူနတီခေါင်းဆောင်တွေကတော့တရုတ်နိုင်ငံကိုမှန်ကန်တဲ့လမ်းကြောင်းနဲ့ဘယ်လိုပဲသူတို့ကလို့သူ့နိုင်ငံသားနဲ့တရုတ်နိုင်ငံအတွက်တော့အောင်မြင်တဲ့လမ်းကြောင်းတစ်ခုပေါ်ကိုချပေးထားတဲ့အတွက်ဒါကတော့ဒါတရုတ်နိုင်ငံဘက်ကကြည့်ရင်တရုတ်ကအောင်မြင်မှုပဲဒါကိုကျွန်တော်တို့အဖြစ်ပြောစရာလည်းအကြောင်းမရှိပါဘူးကိုယ်နိုင်ငံမှာရှိတဲ့စစ်အာဏာရှင်တွေအသုံးမကျလို့ကျွန်တော်တို့တွေအခုလိုဖြစ်နေတာဒါကိုပဲကျွန်တော်တို့ကပြောရမှာအဲ့တော့ကျွန်တော်အခုပဲထောက်ပြနေ Trump ကအာဏာရှင်ကိုအာဏာရှင်နည်းနဲ့လုပ်တာလူမိုက်ကိုလူမိုက်နည်းတုံးတာအဲ့တော့လူမိုက်လို့အပြောမခံခြင်းနဲ့အမေရိကန်နိုင်ငံရေးသမားတွေနဲ့ကမ္ဘာနိုင်ငံရေးခေါင်းဆောင်တွေကတော့ Trump ကိုဆန့်ကျင်ပါပဲ Trump ကဒီမိုကရေစီခေါင်းဆောင်ဆိုတာတဲ့လူမိုက်ပဲပြောချင်တာကအဲ့တော့ဒီတရုတ်ရုရှားအီရန်တို့လိုလူမိုက်တွေကိုလူမိုက်နည်းနဲ့ပါပဲသူကနိုင်အောင်တိုက်တာပေါ့ဗျာသူကဘယ်လိုပြောမလဲpolicy ဆွဲပြီးတော့ရေရှည်စီမံကိန်းတွေနဲ့တဖြည်းဖြည်းချင်းနှင်းလောက်တာမျိုး Trump ကသဘောမကျဘူး Trump ကဒူးတော်တိုင်းဘုံတိုင်းလောက်တဲ့လူပေါ့အဲ့တော့ Trump လို့ရမှန်လားမှားလားဗီနီဇွဲလားနိုင်ငံရဲ့ကံကြမ္မာတရုတ်နိုင်ငံရဲ့တုံ့ပြန်မှုရုရှားရဲ့တုံ့ပြန်မှုကိုကျွန်တော်တို့စောင့်ကြည့်ကြတာပေါ့ဒါကတော့ဒါပေမဲ့သေချာတစ်ခုကတော့အီရန်နိုင်ငံမှာပြည်သူတွေဆန္ဒပြပွဲတွေဖြစ်တယ်အဲ့ဒီအီရန်ပြည်သူတွေကိုအီရန်လက်ရှိအီရန်အစိုးရက Trump ဘုံကျဲထားတဲ့နော်ဟိုတလောက Trump ဘုံသက်ကျဲထားတဲ့အီရန်အစိုးရကရဲရဲဆက်ဆက်တပ်နက်တွေနဲ့ပြစ်ပြီးတော့ဖြိုခွင်းနေတယ်တင့်ကားနေတော့တက်ကြိမ်နေတယ်အဲ့တော့အာဏာရှင်ကအာဏာရှင်ပဲဒါကြောင့်ကျွန်တော်ပြောတယ်အီရန်အစိုးရသည်အာဏာရှင်ပဲအကြမ်းဖက်ပဲမင်းအောင်လာလူနဲ့အသွင်တူပဲအဲ့တော့ဘာဆက်ဖြစ်မလဲကျွန်တော်တို့စောင့်ကြည့်တာပေါ့ Trump ကတော့ကျင်းထားတယ်အီရန်ကဒီဆန္ဒပြတဲ့ပြည်သူတွေသူလာကဲမယ်လို့တော့ပြောတယ်အဲ့တော့မနေ့ကအမေရိကန်နိုင်ငံခြားရေးဝန်ကြီးရိုဘီယိုက Trump ကိုရှော့မတွန်းနဲ့မင်းတို့ Trump ကိုလာမခက်နဲ့ Trump ကပြောရင်တကယ်လုပ်တယ်
အားလုံးတစ်ကမ္ဘာလုံးသတိထားကြလို့တော့ကျိန်းသွားတာပဲအဲ့တော့ကျွန်တော်တို့ကစောက်ကြည့်ရုံကလွယ်ပြီးတော့စောက်ကြည့်တာပေါ့ဘာဖြစ်မလဲဆိုတာအခုလက်ရှိကိုသူကဗီနက်ဇွဲလားနိုင်ငံကိုအုပ်ချုပ်မယ်လို့ပြောတော့ဗီနက်ဇွဲလားနိုင်ငံကပြန်တုတ်ပြန်နေတယ်ငါတို့မှာစစ်တပ်ရှိတယ်ငါတို့မှာအစိုးရရှိတယ်ဘာညာပေါ့အဲ့ဒါကို Trump ဘယ်လိုကစားမလဲပေါ့ကျွန်တော်စောက်ကြည့်ကြတာပေါ့